စိတ်လွတ်ကိုယ်လွတ်စိတ်ဖိစီးမှုတွေကများလွန်းနေတယ်ဒါပေမဲ့လမ်းလျှောက်လိုက်ရုံနဲ့စိတ်အေးသွားမယ်ဆိုရင်ကောတဘာဝရဲ့ငြိမ်းချမ်းစေတဲ့အထီးတွေ့တဘာဝထဲမှာမိနစ်20လောက်နေရုံနဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကျဆင်းတယ်လို့လေ့လာမှုတွေကဆိုပါတယ်တစ်တော်ကိုတင်းရဲ့စိတ်ပညာရှင်အဖြစ်စိတ်ကူးကြည့်ပါချိန်ဆိုဖို့တော့မလိုပါဘူးတဘာဝနဲ့အုံနောက်တဘာဝကစိတ်ကိုငြိမ်သက်စေတဲ့စိတ်ဖိစီးမှုကြပြီးပျော်ရွှင်လာမယ်အုံနောက်ကလည်းနေအောင်လိုအာယုံစူးစိုက်နိုင်လာမယ်ငြိမ်းချမ်းရာလမ်းတောထဲသွားစရာမလိုပါဘူးအနီးနားကပန်းချံတို့တိတ်ဆိတ်တဲ့လမ်းဆိုရပြီကို့အရှိန်နဲ့လျှောက်ပြီးရည်ရွယ်ချက်ထားတဘာဝကိုသူ့အလုပ်သူလုပ်ပါစေသတိရှိစွာလမ်းလျှောက်ပါအရွက်ကြေတံကိုနားထောင်မြေနှံ့ကိုရှူရှိုက်ဒါတစ်တော်ရည်ချိုးခြင်းပဲခြေလမ်းတိုင်းမှာပြစ္ဆုတ်ပံကိုခံစားပါတဘာဝနည်းနည်းစိတ်သက်သာရာများစွာ10မိနစ်လောက်လမ်းလျှောက်ရုံနဲ့တနေ့တာကိုပြောင်းလဲနိုင်တယ်တဘာဝကိုခိုးလုံရလုပ်ပြီးခြေလမ်းတိုင်းမှာငြိမ်းချမ်းမှုကနီးနီးလေးဆိုတာသတိရပါလမ်းလျှောက်ခရီးစပါပြီ subscribe လုပ်ပြီးတဘာဝကိုရှာဖွေသူတွေနဲ့လက်တွဲကြရအောင်